စကတ်လောက်လို့မနိုင်ဘူး ဟုတ်ဗျာဦးမင်းသားဖိုးဖြစ်နေပြီလေ လာပါဒီနေ့မှာတော့ဒီမင်းသားပရိုက်တာသွားလှူတဲ့သူတွေထဲမှာပေါ့နော်ထူးထူးဆန်းဆန်းမျက်စိမပါတဲ့ကလေး၃ယောက်နဲ့နောက်တစ်ခုကကြတော့ဒီခန္ဓာကိုယ်တစ်ခုလုံးပေါ့မျက်နှာတွေရောပေါ့နော်ဘူးတွေအများကြီးနဲ့အမျိုးသမီးတစ်ယောက်ပေါ့နော်ဆိုတော့သူတို့ရဲ့ဗီဒီယိုတွေကိုဘူးတုဒ္ဒဖြစ်ဖို့နဲ့တန်ဝေကရှားဖို့အတွက်ကျွန်တော် reaction လုပ်ပေးသွားပါမယ်ဒါဆိုရင်ကြည့်ကြအောင်နော် ညာရဦးမင်းသားသေးလားကြော့မယ် ဟုတ် ဩလိန်မလိုက်ကြတာ မရရင်လမ်းထောက်လာခဲ့မယ်ဒီကလည်းအဖိုးရလေ ဦးမင်းသားဖိုးဖြစ်နေပြီလေအဲ့ဘယ်လိုခုနကပြောလိုက်တာ ဘာတော့ကမြင်းမြင်းမတော်တော့အင်းလာခဲ့မယ်နော် အမေတော်ကီရဲ့ကောင်းတယ်နော် 25ရက်နေ့ရောက်လာခဲ့မယ် ဘာဒုက္ခပဲမြင်မြင်ဘာဖြစ်လဲခုနကဘယ်လိုပြောတာ ဘာတော့ကပဲမြင်းမြင်းတကယ်တော့မူရခဲ့ရင်လေ ဟမ် ကာဖြစ်ဆိုင်တယ်ဖြစ်ဆိုင်တယ်ဖြစ်ဦးဆိုင်တယ်ငါလာခဲ့မယ် ဟုတ်ပြီဩမရဦးမင်းသားသေးလားကြော့မယ် ဟုတ် ဩလိန်မလိုက်ကြတာ မရရင်လည်း ဒီကလေး၃ယောက်လုံးတေချာချိန်နော်မျက်စိမပါတာပါဗျာမျက်စိပေါင်မပါတာစေပညာမှာဒီမျက်စိပေါင်မပါတာကိုတော့သူခေါ်တာတော့ရှိတာပေါ့နော် medical အတုံးလုံးနဲ့ဆိုတော့ဒီကလေးတွေကိုတဲ့သူကတဲ့ဒီမျက်စိပေါင်မပါတဲ့အတွက်ကုလို့မရဘူးတဲ့သူကကြတော့လေဆိုတော့မွေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းပဲထားတာပေါ့နော်ဒါဒီကိုဝင်ဆောင်တော့ကလည်းမိမေနဲ့နေပုံထိုင်ပုံပေါ့နော်ဒီစားတောက်ပုံတွေကြောင့်လေဒီကလေးမှာတွားပြီးတော့ထိကြိုက်တယ်လို့လည်းသိရတယ်ပေါ့နော် လမ်းထောက်လာခဲ့မယ်ဒီကလည်းအဖိုးရလေ ဦးမင်းသားဖိုးဖြစ်နေပြီလေအဲ့ဘယ်လိုရအောင်ပြောကြအောင်နည်းနည်းကြီးပြန်သားကဲအမလေးဦးမင်းသားကိုရည်သားနီးပါတင်ပေးနေတယ်ဟုတ်ကဲ့ဒါတို့ရည်ရမလား ဇာဟာဘီ ကဲဒီတော့ထဲမှာဘယ်သူချောသုံးလဲဗျာ ဇာဟာဘီလားစောတော့လည်းဦးမင်းသားခဲ့တယ် အဲရှာဦးမင်းသားခံမှကြည့်လိုက်မယ်ကွာကဲငယ်တုန်းလေးကတုံးလုံးငယ်လုံးလုံးလဲချောတာပဲနော်အားလေးရတဲ့ဖြူလေးချစ်အောင်လဲချောတာပဲ မလားမြရတယ်မှာဘလူးတွေထွက်တယ်နော် ညာလည်းညာဘလူတွေထွက်ပြန်ပြီဒီဘလူပဲလက်ရောက်သွား ဒါကလေးတွေကတော့ပြောမှဆိုရင်ဒါပုံမှန်ပဲပေါ့နော်ငယ်ငယ်လေးတွေကမမြင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့က used to ဖြစ်နေပေါ့နော်ဆိုတော့သူတို့တို့ကတော့မထူးခြားတော့ဘူးအမောင်ကဘာကြီးဆိုပေမဲ့ဒီအမောင်ကဘာကြီးထဲမှာနေသားကြနေတော့ပေါ့နော် သူချောလေရွေး အေးဘယ်သူချောလုံးရွေးနေတယ်ကွာမင်းရလေကွာအေးဒီမှာတော့အစလုံးကချောနေတယ်ဘယ်လိုလုပ်ရမလဲ ဦးမင်းသားစကားပြောနေတဲ့စိန်လူမြပြောရ အေးလိမ့်မလို့လည်းပြောဘယ်သူလူပြောလဲသူလား မျက်စိအရှိမဖောင်းထွက်နေတဲ့လူဘလူအကြောင်းပြောနေ တိလို့လား ဒီမှာမျက်စိအမေရဲ့ဘိုက်ထဲမှာဆော့တာဟိုမျက်စိမဖောင်းထွက်တော့ ဟေးမဖောင်းတတ်တော့ဟုတ်ပါ ဒါဘာလို့ရလဲဦးမင်းသားတိ ဒါကျောင်းသွားရမှာဆိုတော့ကျောင်းမို့ပေးလိုက်မယ်လေအခုကျောင်းမို့ပေးတဲ့မမရှိတယ်နော် ဟုတ် အချက်လေးနားထောင်မယ်နော်ကျောင်းသွားမယ်ဆိုတော့18ရက်5လ2026ရက်နေ့တွင်ကြာရောက်တော့တဲ့မွန်ပြည်နယ်မော်လမြိုင်မြို့ငင်းချမ်းမော်မိအေးမြတ်နယ်တို့၏တမီးလေးမိမီထက်မြက်တဲ့မမနာမည်ကမိမီထက်မြက်အဲဒီမမမိမီထက်မြက်ကနေပြီးတော့သူ့ရဲ့ရှင်းနေပြည့်မွေးနေ့အလူအဖြစ်နဲ့တသားအကြောင်းမို့ဖို့တသိန်း တာတို့ပါဗျာ ဒါ တာ တော့ တို့ပါ ဖို့တသိန်းနော် ဟုတ်လက်စီတယ်နော်စီလောက်ပဲပဲ မင်းဟုတ်ပြီအဲ့ဆိုရင်သူကလုံးလုံးကငယ်ဆုံးဆိုတော့လုံးလုံးက4000ယူလိုက်ရလား ရရဲ့ ရဆိုလှုပ်အောင်လေလှုပ်လည်းမလှုပ် လက်လိုက် ကဲငယ်ဆုံးကပို့ယူလိုက်4000ဒါချစ်အောင်ကစေနာချစ်တော့ပေးဆိုတော့3000ဒီကိုကြီးကလည်းအများနဲ့နင်းနာခံတယ်ဆိုတော့3000အဲ့တော့မမမိမိထက်မြက်ကိုမြတ်တာဖို့စူတောင်းစကားပြောကျေးဇူးတင်ပါတယ်ပြောပါဦး ကျေးဇူးတင်ပါတယ် အမမိမိထက်မြက် မမမီခမက်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ကလေးလေးကတက်လွတ်လပ်ကလေးနဲ့ဗျာ သမီး နော် လေး ချစ်စရာလေးပြောမှ ထ ဆို မြတ်နော်ဒီရက်မကဆရာရအဆင်ပြေပါသည်မွေးနေ့မှစ၍ကောင်းသောလိုရဆန္ဒလေးပြပါပါသည်ဘေးပြားလေးဝေးကွာပြီးတော့မိဘအားလုပ်ကျေးပြုစုနိုင်သောသမီးလေးဖြစ်ပါသည်နော် ပြောမှဆိုရင်ဒီကလေးလေးရာပေါ့နော်ဒါမိဘရဲ့ဟိုပြောမှဆိုတေချာပြုစုပြိုးထောင်ထားတာတဲ့ပေါ်လဲမူတည်တယ်ပေါ့နော်သူတို့ကအားငယ်တဲ့အရေးအကြောင်းသူတို့မှမတွေ့ရအောင်နောက်ကြတော့လက်ရှိမှာလဲကြောင်တက်နေရလို့သိရတယ်ပေါ့နော်ဆိုတော့ဒါတချို့ဒါပတ်သက်ရှိတာမရှိတာနဲ့မဆိုင်ဘူးเนาะဒီကလေးတွေကိုတေချာကြည့်လိုက်တက်နဲ့ပြပြန်လေးနဲ့เนาะချစ်မွေးပါတယ်ပြောတဲ့ဆိုတတ်တယ်เนาะဆိုတော့နောက်ဗီဒီယိုလေးကိုကျွန်တော်ကြည့်ကြရအောင်เนาะ ကြားရတယ်ကြားတယ် ရှားလိုက်ဗျာ လဲလဲစကတ်လောက်လို့မနိုင်ဘူး ဟုတ်ဗျာ
တပတ်လက်လို့မရနော်ဒီဘူးတွေရောကြိုက်ခဲနေရတာ မကတ်မကတ်လို့စား ကိုအဲဆိုပြောမလို့ကိုဟို တွေး ချား သားယူပါဖြစ်တယ် ဟောတွေးသားပါဖြစ်နော် ကြောက်စရာကြီးနော် ဒီလိုမျိုးဖြစ်နေတာကရောဘယ်လောက်ကြာပါပြီလဲ ဒီပေါ့လောက်စီ40တဲ့ ကို48နှစ်တဲ့နော်နှစ်ပေါင်း48နှစ်တောင်ရှိပြီတဲ့ဒီလိုကြီးဖြစ်နေရဆိုတော့ဒါဘလို့ယောဂကြီးလဲတော့မသိဘူးပေါ့နော်သိတဲ့လူတွေကကွန်မန့်မှာရှင်းပေးသွားပါအောင်နော်ဆိုတော့ကိုဘွားကလည်းဘာရင်နဲ့လုတ်ခဲလို့လဲဘလို့ဝေကျွေးအကြောင်းလည်းမသိဘူးနော်ကြောက်စရာကြီးပြဘာယောဂလို့ခေါ်လည်းမသိဘူးနော် ဩ48နှစ်ဟောတက်ကဘယ်လောက်လဲဖြစ် 93နှစ် ဟော93နှစ်လားမာသားပဲနော် ဟောအသက်တော်မနေဘူး80တောင်ကျော်သွားပြီကွာ ဒီတည်းရောအကြောင်းမနေရ လေးရဟုတ်ဗျာဟောစီအောင်ကြီး အဖွားဒီဝလေးဇေယောကျွေးတာလားဟုတ်ဗျာဘာလို့တော့တာ မဟုတ်လေးတရား ဟင်မုတ်နေအောင်လဲဘာမုတ်နေအောင်လား ပါမုတ် ဘာမုတ်သမီးလည်းရောအကြောင်းမနေဘူးလား ဒီကြောင့်မလို့ဘာစာကြည့်ရ ဟာလိမ္မာလိုက် လိုက်ရ သမီးကဘာရောက်လာတော့ အင်းဒီဟိမဲတွေချရရ ဟင်းသီးဟင်းတွေငချောက်တယ် ရရ အော်တော့နှစ်ယောက်တစ်လုံးကဒီအဖွားကိုဈေးအောင်ကျွေးနေရတာနော်ကြောင်းမနေဘူးတဲ့နော်တနာပါရဲ့နော်ဆိုတော့ဟိုကြောင်းတက်ချင်တဲ့ပုံစံလေးနော်သူတို့ပုံစံလေးတွေကလေ ရမယ်နော်တော်သေးတာပေါ့ဒီမီးမြောက်လေးကလှုပ်ကျွေးနေတယ်ဒါပေမဲ့ခုခေတ်မှာကျတော့ဘယ်လွယ်မလို့စားဖို့တော့ဒီခန်းလေးရရောဘာလို့ငှားနေတာလဲ ငန်းကြည့်တယ်စား တက်လာတော့ပြရ တသိန်းတော်မှာသား ပြရမှာပဲဘွားခုခေတ်ကျတော့နော်တိုက်ခန်းလေးလေးဖြစ်တယ်ဆိုတော့တသိန်းရတော့ပြရမှာနော်ပြရမောနေတာဘွား ဒီကလေးကလှုပ်ကျွေးနေရတယ်ဗျာ အဖွားငကိုထဲမှာဒီလို49နှစ်ကြာဒီလိုဘူးတွေထွက်လာပြီးတော့ဝေနာတွေခံစားနေရအခုကျတော့နေမကောင်းရလည်းဖြစ်ဒီမီးသေးသေးလေးတွေကလည်းငယ်ရွယ်လေးနဲ့အဖွားတို့နဲ့လှုပ်ကျွေးနေရနော်ဟုတ်ပြီဒါရောကြောင်းမလည်းနေရတာ Grace စစ်တယ်နော်ဒီကလေးလေးပြောတဲ့ပုံစံလေးကိုတစ်ချက်ကြည့်ကြည့်လိုက်နော်ဆိုတော့ကျွန်တော်6တန်းမှလို့မပြောဘူးနော် Grace စစ်လို့ပြောတာဒါသူဘလောက်ပညာကိုလိုချင်နေလဲဆိုတာသိတာရယ်နော်ပြောပုံဆိုပုံလေးကိုတစ်ချက်ကြည့်ကြည့်လိုက်နော်ဆိုတော့ကဒီဗီဒီယိုလေးကိုတွေ့ရင်လည်းဆိုတော့ကိုမင်းသားရှိကိုလည်းလှူလို့ရရပေါ့နော်သူ့အကောင့်မှာတွားလှူပေါ့နော်အဲ့ဒါတော့ဟိုဘလို့လှူရလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော် ဟုတ်လို့လား Grace 6တန်းလေးတောင်လေးရဒီနှစ်တော့မနေနိုင်တော့ဘူးပေါ့ ဒီကျင်းတော့သားတော့ပြန်နေကျင်းရတာအမေကစားနိုင်ဘူးစား အကြောင်းနေချင်တာလားသမီးကရောကြောင်းမလည်းနေနေ ဘူးကတန်း တက်တန်းလေးနေသူက2တန်းဆိုတော့သူကကြောင်းဆက်ထားတယ်နော်အေးပေါ့ ကဖြစ်လို့လား ဒုက္ခဖြစ်လို့ထားနိုင်နော်ဟုတ်ပြီဘွားအခုလောလောဆယ်တော့ဒါမတီးပြီးတော့လှူဒန်းသွားပြလိုက်မယ်နော်တကယ်လို့အလူရှင်လေးတွေရှိရင် ကောင်းလိုက်တာဗျာ နော် တာရုပါတာရု အခုဒီနေ့မတီးမဲ့အလူရှင်ကကြတော့ကိုမာတင်မက်အေးတီအဲ့ဒီကိုမာတင်မက်အေးတီမိသားစုကနေပြီးတော့ဘွားအတွက်လိုအပ်တဲ့နေရာမှာသုံးပြဖို့တသိန်းပြလိုက်ပါနော် ဟုတ်ကဲ့ပါဒီကျွန်တော်ဒီနေ့ကြည့်သွားတဲ့ဗီဒီယိုတွေကတော့နော်ဘူးဒုတိုက်ရှားဖို့နဲ့ပေါ့နော်ဒီလိုမျိုးဒီရှေ့ဗီဒီယိုတစ်ခုဆိုရင်လည်းဒီမျက်လုံးကလေးတွေပေါ့နော်မွေးရပါမျက်စိမပါဘူးပေါ့နော်အခုဗီဒီယိုမှာဆိုရင်လည်းတစ်ခုလုံးကဘူးတွေနဲ့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ဟိုဒီကြောက်စရာဒီဝေကျွေးတွေရောဂါတွေပေါ့နော်ဒါတွေကြောင့်ဒီလိုဖြစ်ရတာဘူးဒုတိုက်ရှားဖို့အတွက်ကျွန်တော် reaction လုပ်ပေးသွားတာဖြစ်ပါတယ်ဒီရှေ့ကဒီမျက်စိအပွားတဲ့ကလေးတွေရောဒီအေးကြောင့်အဓိကလို့တော့ပြောတာပဲเนาะသူတို့ဒီမျက်လုံးပေါ့လေဒရေတာဘောမှာမျက်လုံးဖွင့်မျိုးရမယ့်အချိန်မှာအလားတိတ်ချမဖွင့်မျိုးပေါ့เนาะအဲ့ရဲ့ချင်းတစ်ခုကဖောက်ပြန်သွားရပေါ့เนาะဆိုတော့မိဘရဲ့နေတိုင်စားတော့ပုံနဲ့လဲမူတည်ရလို့သိရတယ်ပေါ့เนาะဆိုတော့ဒါတခုရဲနဲ့လည်းပြောလို့မရဘူးပေါ့เนาะကျွန်တော်တို့ကဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ရဲ့ကံအကြောင်းတွေကြောင့်ပေါ့เนาะရှေ့ဘဝရဲ့ဘာတွေလုပ်ခဲ့လဲမသိဘူးပေါ့เนาะဆိုတော့ဒီအဖွားလေးဒီတိုင်းပဲမလို့ပေါ့เนาะပူတွေနဲ့ဒီညီလေးတွေကသူလုတ်ကျွေးနေရပေါ့နော်ဒီကလေးလေးရဲ့ကံရောပဲပေါ့နော်ဆက်ဆက်မှုရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီကလေးတွေကိုပေါ့နော်ဒီဗီဒီယိုနှစ်ခုတည်းကနော်ဒီမျက်စိမမြင်ရတဲ့ကလေးလေးတွေရောပဲအဖွားရောပဲလူချင်းနေဆိုရင်မင်တာပရိုက်တာရဲ့အကောင့်မှာတွားပြီးတော့ဖုန်းနံပါတ်တွေ KB တွေတောင်းပြီးတော့လှူနိုင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ကတော့ဒီလောက်ပါပဲ